ကမ္ဘာအင်အားကြီးဗြိတိရှအင်ပါယာရဲ့ခင်မီစစ်တပ်ကိုရင်ဆိုင်ဖို့တစ်လုံးတွေမြေတတိုင်းနေနဲ့ပဲတိဆောက်ထားတဲ့ခံတပ်တစ်ခုဒါပေမဲ့အဲ့ဒီခံတပ်ထဲမှာအနောက်တိုင်းစစ်ဗိုလ်ချုပ်တွေကိုယ်တိုင်ရင်သက်ရှုမောခဲ့ရတဲ့မြန်မာစစ်ပါရမီရှင်တယောက်ရှိနေခဲ့ပါတယ်1825ခုနှစ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲစစ်သူကြီးမဟာဗန္ဓုလဟာဓနုဖြူခံတပ်ကိုအချိန်တိုအတွင်းမှာအခိုင်အမာတိဆောက်ခဲ့ပါတယ်။တစ်လုံးကြီးတွေကိုထူထပ်စွာစိုက်ထူလို့အမြောက်တန်ခံနိုင်တဲ့ကတုတ်ချင်းတွေတနက်ပစ်ပေါက်တွေကိုစနစ်တကျဖွဲ့စည်းထားတဲ့ဒီခံတပ်ဟာခေတ်သစ်ခံစစ်အင်ဂျင်နီယာပညာရပ်ရဲ့ပြောင်မြုပ်တဲ့သားတကားတစ်ခုပဲဖြစ်ပါတယ်။လက်နက်ချင်းမမျှပေမဲ့ဗန္ဓုလရဲ့စစ်စည်းကမ်းနဲ့ခေါင်းဆောင်မှုအောက်မှာမြန်မာစစ်တီတွေဟာအင်္ဂလိပ်တပ်တွေကိုရဲရဲဝံ့ဝံ့တိုက်ထုတ်ခဲ့ပါတယ်ဗြိတိရှစစ်တီနာပတိချုပ်ဆာအာချီဘောကမ်ဘဲလ်ကိုယ်တိုင်ကဗန္ဓုလရဲ့ခံစစ်ဗျူဟာဟာသူတို့အာရှမှာကြုံဘူးသမျှအကောင်းဆုံးပဲလို့မှတ်တမ်းတင်ချီးကျူးခဲ့ရပါတယ်။ဒါပေမဲ့1825ခုနှစ်ဧပြီလ1ရက်နေ့မှာတော့ကံကြမ္မာကမျက်နှာလွဲခဲ့ပါတယ်။အင်္ဂလိပ်တို့ရဲ့အဝေးပစ်ဘုံတစ်လုံးဓနုဖြူခံတပ်အတွင်ကျရောက်ပေါက်ပွဲပြီးစစ်သူကြီးမဟာဗန္ဓုလကျဆုံးခဲ့ရပါတယ်။အင်္ဂလိပ်ဗိုလ်ချုပ်ကင်းဘဲကိုယ်တိုင်ဗန္ဓုလရဲ့ရုပ်အလောင်းကိုမြင်တဲ့အခါရန်သူဖြစ်ပေမဲ့စစ်သားကောင်းတစ်ယောက်ကိုလေးစားတဲ့အနေနဲ့စစ်အခမ်းအနားနဲ့တချို့ပေးခဲ့ပါတယ်။လက်နက်အင်အားမမျှပေမဲ့ရဲစွမ်းတတိနဲ့စစ်ပါရမီကိုကဘာတိအောင်ပြသသွားခဲ့တဲ့ဓနုဖြူခံတပ်ကမဟာဗန္ဓုလရဲ့ခုခံစစ်ဟာမြန်မာတို့အတွက်တော့ဘယ်တော့မှမိပြောင်လို့မရတဲ့ထာဝရဂုဏ်ယူဝင့်ကြွားစရာသမိုင်းမတိုင်တစ်ခုဖြစ်နေစေပါပဲ။အခုလိုမြန်မာသမိုင်းဝင်စစ်ပါရမီရှင်တွေအကြောင်းထပ်မံကြည့်ရှုဖို့ Variety Channel ကို Like, Follow နဲ့ Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။